皆さんこんにちはဒီနေ့ကတော့ N2 ခန်းကြီး Master ရဲ့ညွန်ကျွန်းနေချင်းပဲကိုဆက်ပြီးတော့လေ့လာကြမယ်ပေါ့နော်။ပါဝင်တဲ့ခန်းကြီးတွေကတော့ဒီအောက်ကခန်းကြီးလေးတွေတစ်ခုချင်းစီအသေးစိတ်ကိုနောက်မှဆက်ကြည့်ကြမယ်။ဟုတ်ပြီအဲ့ဒါဆိုရင်အခုဘယ်နှလုံးမြောက်ဖြစ်သွားပြီလဲဆိုရင်116လုံးမြောက်ခန်းကြီးရောက်သွားပြီ။အဲ့တော့ဘယ်ခန်းကြီးလေးကိုလေ့လာမလဲဆိုတော့ဒီခန်းကြီးလေးသူ့ရဲ့ခွန်းရော်မီနဲ့အွန်းရော်မီကိုအရင်ကြည့်ကြမယ်။ခွန်းရော်မီအနေနဲ့ကဘာလဲဆိုတော့နုခဲရုတို့နုကုတို့ဆိုတဲ့ခန်းကြီးလေးဖြစ်တယ်။အဲ့တော့နုခဲရုကကြတော့ဖယ်တယ်နုကုဆိုတာကကြတော့ချွတ်တယ်ဆိုတဲ့အဓိပ္ပာယ်ရတဲ့ခန်းကြီးလေးဖြစ်တယ်။အဲ့တော့အွန်းရော်မီကိုဆက်ကြည့်မယ်။အွန်းရော်မီကကြပါလဲဆိုတော့ဘာ့စ်ဒီဘာ့စ်ကကြတော့ဒီဘာ့စ်လေးကိုဘယ်နေရာမှာသုံးလဲဆိုရင်ဘာ့စ်ခွန်းဆိုပြီးတော့သုံးတယ်ဗာလဲဘာ့စ်ခွန်းဆိုပြီးသုံးတယ်ဒီခွန်းကကြတော့ဗာလဲဆိုတော့အုပ်စု group ကိုပြောတဲ့ဟိုအားလေးပေါ့နော်ခန်းကြီးလေးအဲ့တော့ဒီ group နဲ့ဒီဟာလေးဘာ့စ်ခွန်းနဲ့ပေါင်းလိုက်တော့ကြတော့ဗာလဲပြိုင်ဘက်မရှိထူးချွန်နဲ့ထူးကဲတာလွန်နဲ့ဆိုတဲ့အဓိပ္ပာယ်ရတယ်ဘာ့စ်ခွန်းဆိုပြီးတော့သုံးတယ်ဟုတ်ပြီအဲ့ဒါဆိုရင်ဒီခန်းကြီးလေးကိုဘယ်လိုမှတ်ကြမလဲဆိုရင်နှစ်ပိုင်းပိုင်းပြီးတော့မှတ်လို့ရတယ်ဒီရှေ့အပိုင်းလေးကကြာပါလဲဆိုတော့တဲ့ဆိုတဲ့လက်ခန်းကြီးလေးပေါ့နော်အဲ့တော့ဒီနောက်ကခန်းကြီးလေးကကြာပါလဲဆိုတော့တိုမိုးဆိုတဲ့တငယ်ချင်းခန်းကြီးလေးအဲ့တော့ဒါလေးကိုဘယ်လိုမှတ်မလဲဆိုရင်လက်နဲ့တငယ်ချင်းကိုဖယ်လိုက်တယ်ဗာလဲသူ့ရဲ့လက်နဲ့တငယ်ချင်းကိုဖယ်လိုက်တယ်ဆိုတော့နုခဲရုဆိုပြီးတော့မှတ်ထားလို့ရတယ်ဗာလဲလက်နဲ့တငယ်ချင်းကိုဖယ်လိုက်တယ်ဆိုပြီးမှတ်မယ်ဟုတ်ပြီအဲ့ဒါဆိုရင်ဒီခန်းကြီးလေးကဗာလဲဆိုတော့ခွန်းရော်မီအနေနဲ့ဆိုရင်နုခဲရုဖယ်တယ်နုကူချွတ်တယ်ဘာ့စ်ဆိုရင်ဘယ်နေရာမှာသုံးလဲဘာ့စ်ကွန်းဆိုတဲ့ပြိုင်ဘက်မရှိထူးချွန်နဲ့ဆိုတဲ့ခန်းကြီးလေးဖြစ်သွားမယ်အဲ့တော့116လုံးမြောက်ခန်းကြီးပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုရင်120မြောက်ခန်းကြီးပေါ့နော်120မြောက်ခန်းကြီးလေးကကြာပါလဲဆိုတော့ဒီခန်းကြီးလေးဒါလေးကတော့အများတန်းသုံးတယ်ပေါ့နော်အများတန်းသုံးနေကြခန်းကြီးလေးဖြစ်တယ်သူ့ရဲ့အွန်းရော်မီကိုအရင်ကြည့်ကြမယ်အွန်းရော်မီအနေနဲ့ကခန်းဘယ်မှာသုံးလဲဆိုရင် campback key ဆိုတာအများတန်းပြောရလေ campback key ဆိုရင်ဘာလဲပြည့်စုံတယ်ဆိုတဲ့အဓိပ္ပာယ်ရတဲ့ခန်းကြီးလေးဖြစ်ပြီးတော့ဒီနောက်ထပ်ခန်းကိုကြာတော့ဘာလဲ candior ဆိုပြီးတော့သုံးတယ်ဒီ dior လေးကကြာတော့ဘယ်နေရာမှာအများဆုံးတွေ့ဘူးလဲဆိုတော့ rio guides ဆိုပြီးတော့ပြောရမလားအဲ့ရဲ့ခန်းကြီးလေးနော် rio ကအဲ့တော့ဟုတ်ပြီအဲ့ဆိုရင် candior ဆိုတာကပြီးစီးတာအဲ့တော့ဒီခန်းကြီးလေးကိုဘယ်လိုမှတ်ကြမလဲမှတ်မယ်ဆိုရင်နော်နှစ်ပိုင်းပိုင်းပြီးတော့မှတ်လို့ရတယ်ဒီအပေါ်ကအပိုင်းတွေအောက်ကအပိုင်းတွေပေါ့နော်အဲ့တော့ဒီအောက်ကအပိုင်းတွေကကြာသိပြီးသားပါလဲဆိုတော့မိုတိုးဆိုတဲ့ဟာမူလအစပထမဟာမျိုးပေါ့နော်မိုတိုးဆိုတဲ့ခန်းကြီးလေးဖြစ်မယ်ဒီအပေါ်ကခန်းကြီးလေးကကြာဘာလဲဆိုတော့ဘန်းဆိုတဲ့တရဖူပုံတန်းဆိုပြီးပြောတယ်ဘာလဲဘန်းဆိုတဲ့တရဖူပုံတန်းဆိုပြီးပြောအဲ့တော့ဘယ်လိုမှတ်ကြမလဲဆိုရင်မူလအစတရဖူပုံတရန်နေရအရန်ကိုပြီးပြည့်စုံပါတယ်။ဗာလဲခမ်ပက်ခိဖြစ်ပါတယ်လို့မှတ်လို့ရတယ်။အဲ့ဒါဆိုရင်ဗာလဲဒီမူလအစတရဖူတွေကဘန်းဆိုတဲ့တရဖူတွေကအရန်ကိုခမ်ပက်ခိဖြစ်လွန်နေဆိုပြီးတော့မှတ်လို့ရတယ်။အဲ့တော့ဗာလဲဒီခန်းကြီးလေးကအုံရော်မီအနေနဲ့ဆိုရင်ခမ်ပက်ခိခံလျောဆိုပြီးတော့မှတ်လို့ရတယ်။အဲ့တော့ဒီ120ခန်းကြီးလေးကကြတော့ဒီခန်းကြီးလေးပြီးသွားပြီပေါ့နော်။အဲ့ဒါဆိုရင်ဆက်ပြီးကြည့်ကြမယ်။အော်ဒီခန်းကြီးအထိကိုကဗာလဲဆိုတော့အခန်းလေးအဆုံးကဒီခန်းကြီးမှာဆုံးရတယ်ပေါ့နော်နောက်တစ်ခုကဒီ120လုံးမြောက်ခန်းကြီးလေးကကြတော့အခန်းကအစခန်းကြီးလေးဖြစ်သွားမယ်နော်ဟုတ်ပြီအဲ့ဆိုရင်ဒီအခန်းလေးပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့အခန်းလေးမှာရှိတဲ့ခန်းကြီးတွေကိုပြန်နှွှေးမယ်နော်ပြန်မနှွှေးဘူးဆိုရင်အစကနေစကြရတယ်လို့ပြန်ဖြစ်သွားမယ်ဆိုတော့ပြန်ပြီးတော့ခန်းကြီးလေးတွေကိုပြန်နှွှေးပေးထားမယ်ပြီးတော့အခန်းကအခုစကြည့်ကြမယ်ဟုတ်ပြီအဲ့ဆိုရင်ဒီခန်းကြီးလေးပေါ့နော်ဒီခန်းကြီးလေးအနေနဲ့ကသူ့ရဲ့ခွန်းရော်မီနဲ့အွန်းရော်မီကိုအရင်ဆုံးကြည့်မယ်ခွန်းရော်မီအနေနဲ့ကဘာလဲဆိုတော့အီဆိုဂါရှိဆိုတဲ့ဒါကတော့မင်းဆန်တို့သိပြီးသားနော်အီဆိုဂါရှိအလုံးများတယ်ဆိုတဲ့ခန်းကြီးလေးဖြစ်သွားပြီးတော့အွန်းရော်မီအနေနဲ့ကဘိုးဒီဘိုးလေးကိုဘယ်နေရာမှာသုံးလဲဆိုတော့ဟမ်ဘိုခီဆိုတဲ့ဘာလဲအလုံးများတဲ့ကာလကိုပြောတဲ့ခန်းကြီးလေးဖြစ်တယ်ဘာလဲဆိုတော့ဒီ hand လေးကလေ him pan တို့ဘာတို့မကြာခဏ frequently တို့ဘာတို့မှာသုံးတဲ့ခန်းကြီးလေးဖြစ်တယ်ပေါ့နော်အဲ့တော့ကြတော့ဘာလဲဆိုတော့ဒီမှာဆိုရင် hambo key လေးကြာတော့ဘာဖြစ်သွားမလဲအလုံးများသောကာလဖြစ်သွားမယ်ဟုတ်ပြီအဲ့ဒါဆိုရင်ဒီခန်းကြီးလေးကိုဘယ်လိုမှတ်ကြမလဲနှစ်ပိုင်းပိုင်းပြီးတော့မှတ်လို့ရတယ်ဒီရှေ့အပိုင်းလေးကကြာတော့ဘာလဲဆိုတော့ခိုခိုရိုဆိုတဲ့နှလုံးသားခန်းကြီးလေးဖြစ်ပြီးတော့ဒီနောက်ကခန်းကြီးလေးကဘာလဲနာခုနာဒူဆိုတဲ့ခန်းကြီးလေးသေဆုံးတယ်ဆိုတဲ့ခန်းကြီးလေးအဲ့တော့ဘလို့အချိန်မှလဲဆိုတော့အလုံများတယ်အီဆိုဂါရှိဖြစ်တယ်ဆိုရင်နှလုံးသားတေဆုံးတယ်လို့မှတ်လို့ရတယ်။ဘာလဲဆိုတော့အရန်အလုံများလွန်းလို့နှလုံးသားတေဆုံးနေပြီဆိုပြီးတော့မှတ်လို့ရတယ်ပေါ့နော်။ဟုတ်ပြီအဲ့ဆိုရင်ဒီနေ့ခန်းကြီးလေးကတော့ဘာလဲအီဆိုဂါရှိဘိုးဆိုရင်ဗမာသုံးလဲဟမ်ဘိုခီဆိုတဲ့အလုံများတဲ့ကာလမှာသုံးတဲ့ခန်းကြီးလေးဖြစ်မယ်။အဲ့ဒါကဘာလဲအခန်း9ရဲ့အစပထမစကလုံးခန်းကြီးလေးဖြစ်မယ်ပေါ့နော်ဟုတ်ပြီအဲ့ဆိုရင်ဒီနေ့အတွက်ကတော့ပြီးသွားပါပြီမိနာဆန်လေးရမယ်လို့ထင်ပါတယ်အာရီယတိုကိုဇိုင်မတ်ပြီးတော့ဆက်ပြောမယ်အခန်းလေးကိုပြန်ပြီးတော့နှွှေးကြမယ်နော်ဟုတ်ပြီအဲ့ဆိုရင်ဒါပဲဘိုင်ဘိုင်